အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ရောနော် brother တို့ post ကို3တကောကို3ပူလာပြည့်ရှင်နေမှာလို့ဒါကတော့ brother တို့အတွက်ပဲကျွန်တော်ပြောပြမယ် brother တို့ကဒီပါမယ် brother တို့ရဲ့ FA ပေါ့နော် FA ပေါ်မူတည်ပြီးတော့ bio ကိုလည်းပြောင်းလဲရတယ်လို့ဟိုက require ကလည်းပြောင်းလဲရဘူးနော်ကွာခြားရဘူးနော်မတူဘူးလို့မျိုး6060ပြည့်တဲ့ကောင်တော့60ယူပါရမယ်45ပြည့်တဲ့ဆို45ရမယ်ဒီလိုမျိုးပေါ့နော်ဘာလို့လဲဘယ်တော့ဘာလို့ရအဖေအောင်အမြင်လုံးမြင်တော့ထားလိုက်မြင်တော့ထားပါရင်မပြောရမယ်ဘာလို့လဲကွာယူထရင်ပြနော်ကွာယူအုံနာလိုက်ဟိုဝိုင်းဒီမှာ post ကောင်းနေစားခြင်းရမယ်နော်နောက်ကြမှာ red dot ရှင်းရမယ်ဘာလို့မဒါလေး EDF ကွာယူဒီပိတ်နေ EDF ကွာယူလေးကိုဖွင့်ပေးလိုက်ပါ EDF ကွာယူလေးဖွင့်ပါရင်ကွာယူစက်ဘောနော်ဘာလို့ကျွန်တော် plan ကျွန်တော်တော့အဖို့တက်ပွဲရတယ်နော်ဒီမှာကြားလိုက်နော်မှာတော့အဖို့နော်မှာဒါကြတော့ကင်မရာဘောနော်ကင်မရာလောက်ခါတော့ကျွန်တော်အမြင်လုံးထားပြဟို400ထားပြနော်ရမ်းရတယ်ရမ်းတော်တော်လေးရမ်းတာဒီလိုကညာရင်ညီသွားတယ်ဒီလိုကညာညီသွားရောဒီမပြေးပဲဆိုင်အားရဘောနော်အဲ့ဒါကိုဘာလို့ကခေါင်းသားလေးချိန်တဲ့ခါကျခေါင်းသားလေးရောမနော်ခေါင်းသားလေးရကြည့်ပြီဒါကတော့ဟို90ရနေပြီးတော့90ကခြားကြည့်ပေါ့နော်ကျွန်တော်ကတော့80ထားတယ်ဒီတော့ကောင်းတော့ကောင်းမယ်ခေါင်းအောင်ညင်ဟုတ်လားဒီကောင်းအောင်ညင်ပေါ့နော်ကောင်းအောင်ညင်အောင်ကြရင်ဒီမှာ ADS ကွာလို့နော် ADS ကွာလို့ကဘယ်လိုလဲဆိုတော့ဒါကတော့ကဟိုဖိတဲ့ခါကျရင်ဘောနော်ဒီလိုမျိုးကျွန်တော်400ကြီးထားပြန်ပြီကျွန်တော်ညင်ညမှာပြရခံကြလို့သူတန်းရောက်ပါပေါ်တာတက်သွားတာနင်းခါညာပေါ်တာတက်သွားအဲ့လိုမျိုးပေါ့နော်အဲ့ဒါက ADS ကွာကိုအဲ့လိုနှစ်ခုခွဲတာနှစ်ခုခွဲပြီးတာအခုကကျွန်တော်ကဘာလို့ထားစီကဟိုတစ်ရာနေပြီးတော့200နဲ့100ကြားပေါ့နော်200နဲ့ပေါ့200နဲ့120ထားပေါ့နော်ကျွန်တော်ဘာလို့ဒါတော့ဟိုစကောက်ယူတာရင်ထားနေကြထားနေကြဒီကောက်ဒီလိုပိုက်ကျွန်တော်နေနေပို့ယူတာတက်နေရဆိုတော့ကျွန်တော်က190လောက်မှကျွန်တော်လည်း190လောက်မှကျွန်တော်လက်နေကွက်တီးကြတယ်တော့190မိထားပြီအဲ့လိုမျိုးဘာသာလို့ကမှအောက်ကိုဖုန်းလေးအောက်လေးနည်းနည်းပို့ချလိုက်ပါသုံးစားပေါ့နော်သုံးစားလေဒီလိုနီးပဲပေါ့နော်တူပါပဲဘာမှကွဲပြားသွားဘာမှသိမရှိဘူးနော်နောက်ကြရင်ဘာကွာလို့ပေါ့နော်အဲ့လိုမှကျွန်တော်ကတော့80လောက်ပါပဲထားတယ်80လောက်ထားတယ်နောက်ကြရင်တရား3ကတော့180ရာနေတရား120ရ180ကြားမှာထားပါတော့ကျွန်တော်195ထားပါတယ်ကျွန်တော်195ထားပါ
ပြီဟိုတော့လေတူနီလိုက်အောင်ပါပဲဘယ်လိုလဲပြန်လာတော့တော့ကြတော့ကျွန်တော်ထားပြီးနေရအောင်တော့ဒီမှာဒါတော့ဒီကောင်းနေလို့ရတယ်ကောင်းရတယ်နေလို့ပဲအဲရရင်ကျွန်တော်ထားပြီးနေတာတော့130ရနေပြီးတော့200နေပြီးတော့ပါ200နေပြီးတော့200ပဲကြာထားလို့ခြင်းတယ်အဲ့တော့ဘာလို့လဲစကုတ်တော့အသားမတယ်လုံးဝနေလာပြီဘောနော်โอเคအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးပြန်มาဆိုရင်ဘာသာတော့ train ပေါ့နော် train ပြီးမှစကုတ်ကမြင်ပြီးဘာသာတို့နဲ့လက်နဲ့အသားကျလာပါလို့ဖြစ်ပါတယ်နော်အဲ့လိုမျိုးညံ့ကြည့်နောက်ကြရင်ဘာသာတို့ကဘာလို့ FPL ကိုအင်းထားတာလဲဒါတော့ကျွန်တော်ပြမယ်အခုကဒါတော့30 FPL ပေါ့နော်ဒါတော့ကြည့်တစ်ထင်းငုံငုံနေတာအဲ့တစ်ထင်းငုံငုံနေအကုတ်ဆင်လို့ရတော့မပြနိုင်ဘူးလုံးဝတုံပြီးလုံးဝကထင်းနေတယ်အဲ့ဒါဘာသာတို့ကျွန်တော်ကကိုယ်ပါရှိသလားဟာလေးကိုဒါကိုယ်ပါရှိသလားရတယ်လားအပရလီကိုအကုန်မြင်ပါတော့ဒီဟာလေးကိုကြတော့လိုနိုင်မှမထားပဲနိဘာသာတို့ကသူကသမှုပါပဲထားပါတော့အဲ့ဒါဘာသာတို့ကပြရရဲတော့ကောင်းသွားပြီသကုတ်ကလည်းမြင်နေတာသကုတ်ဆင်ရတယ်ဒီပိုင်းဟိုလေဘာသာတို့ဘာသာသကုတ်ဆင်တော့ယူထင်ပါဘောနော်နောက်ပိုင်းညရင်ဘာသာတို့အတွက်ချားဗီဒီယိုလေးတွေဒီမှာမလို့subscribe ကြီးနှိပ်ပြီးတော့ပါအောင်ကျွန်တော်ကောင်းပြီးနေပါဘူးနော်ဒါတော့ပဲ bye bye